ရှင်လင်းဆုံးမတဲ့အခါမှာစီးပွားဥစ္စာဆိုးရုပ်သွားတာတွေလည်းရှိတယ်တဲ့ဆွေမျိုးညာတိတွေဆိုးရုပ်သွားတာရှိတယ်အချမ်းရံတွေဆိုးရုပ်သွားတာရှိတယ်အဲ့ဒီဆိုးရုပ်မှုတွေကမပြောပါတော့ပါဘူးတဲ့ဆိုးရုပ်မှုကတော့ဆိုးရုပ်မှုပဲဒါပေမဲ့သိပ်ပြီးတော့ကြီးမားတဲ့ဆိုးရုပ်မှုလို့မဆိုနိုင်ပါဘူးတဲ့တကယ်ကြီးမားတဲ့ဆိုးရုပ်မှုကတော့ကိုယ်တဏ္ဍာမှာရှိတဲ့အသိပညာရက်တွေဆုံးမြုပ်သွားတာဒါတကယ်ကြီးမားတဲ့ဆိုးရုပ်မှုအဆိုးဝါးဆုံးဆိုးရုပ်မှုလို့ဒီလိုဒေသနာတော်တွေဟာအလုံးကိုနှစ်ပေါင်း2600ကျော်ကသွန်သင်ဆုံးမမှုပေးခဲ့တဲ့ဟာတွေဘုန်းကြီးတို့တွေရဲ့ယင်တဲ့နှလုံးထဲမှာမှတ်သားထားပြီးတော့အရေးကြီးတဲ့တိုးတက်မှုတွေတိုးတက်အောင်လုပ်ရမယ်အရေးကြီးတဲ့တိုးတက်မှုကိုတိုးတက်စေသလိုအရေးမကြီးတာတွေလည်းတွဲဖက်ပြီးတော့တိုးတက်မှုဖြစ်အောင်လုပ်ရဆိုလိုတာကစီးပွားဥစ္စာတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးဆွေမျိုးညာတကာအပေါင်းအသင်းတွေတိုးတက်အောင်မလုပ်ရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီတိုးတက်မှုတွေအရေးကြီးတာပညာတိုးတက်မှုလို့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့အရေးကြီးတာနဲ့မကြီးတာခွဲခြားသိပြီးအရေးကြီးတာကိုဦးစားပေးဖို့ကျန်တာတွေဟာတွဲဖက်ပါလာဖို့ဆိုတဲ့တိုးတက်မှုမှန်သမျှအကောင်းတွေကြီးပဲသို့တော့အရေးကြီးဆုံးကတော့အရေးကြီးဆုံးအရာတစ်ခုကိုအဆုပ်ယုတ်ခံပြီးတော့ကျန်တာတွေတိုးတက်အောင်အရေးမကြီးတဲ့တိုးတက်မှုတွေတိုးတက်အောင်မလုပ်သင့်ဘူးလို့ဒီလိုနားလဲတယ်ပေါ့နားလဲရမှာဖြစ်တယ်အရေးကြီးတဲ့တိုးတက်မှုကတိုးတက်အောင်ကြိုးစားရမယ်အချက်ပဲဖြစ်တယ်မြတ်စွာဘုရားကပညာကိုဥတည်ပြီးတော့ဒီသုတ်တံမှာဆုံးမဩဝါဒပေးတာတခြားသုတ်တံတွေမှာဆုံးမဩဝါဒပေးထားတာလေးရှိသေးတယ်လူတွေရဲ့လူအရည်ချင်း human dignity လူတွေရဲ့ဂုဏ်သိက္ခာလူဖြစ်လာလို့ရှိရမယ့်အရည်ချင်းတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားတိုးတက်မှုနဲ့ဆုတ်ယုတ်မှုဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ဟောထားတာလေးဟာဒီကနေ့2389နှစ်ညမနှစ်သက်အခါသမယမှာမှတ်သားနာယူပြီးတော့2389ခုနှစ်သက်အခါသမယရောက်တဲ့အချိန်ကစပြီးတော့ရက်ပေါင်း365ရက်ဒီအတွင်းမှာတို့တွေအရေးတကြီးတိုးတက်နေအောင်လုပ်ရမယ့်အချက်တွေကဘာတွေလဲဆိုတာဒီမျက်ခြေအပြတ်မခံမနဲ့တိုးတက်အောင်လုပ်အချက်တွေကိုမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတဲ့သုတ်တံတစ်ခုအထုံးနှုတ်ပြီးတော့နှစ်သက်ကူလက်ဆောင်အနေနဲ့မှတ်သားသွားကြဖို့ကတော့ဘာလဲလို့ဆိုမြတ်စွာဘုရားကဆိုရုပ်တယ်တိုးတက်တယ်ဆိုတဲ့နေရာမှာစံတစ်ခုသတ်မှတ်ပေးထားတာအခြေခံအားဖြင့်ပြောမယ်ဆိုရင်ဆိုရုပ်တယ်ဆိုတာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့ကောင်းတဲ့လုပ်ငန်းတွေဆိုရုပ်သွားတာဟာတကယ်ဆိုရုပ်ခြင်းပဲအဲ့ဒီတကယ်ဆိုရုပ်ခြင်းမဖြစ်ရအောင်အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အလုပ်တွေကိုယ်တဏ္ဍာမှာတိုးတက်မှတကယ်တိုးတက်မှုဖြစ်တယ်လို့ဘာသာစကားနဲ့ဘာသာတရားနဲ့သက်ဆိုင်တဲ့စကားနဲ့ပြောမယ်ဆိုရင်ကုသိုလ်တရားတွေရဲ့ဆုတ်ယုတ်မှုဟာအဆိုးဝါးဆုံးဆုတ်ယုတ်မှုကုသိုလ်တရားတွေရဲ့တိုးတက်မှုဟာချီးမွမ်းဖွယ်အကောင်းဆုံးတိုးတက်မှုလို့ဒီလိုသတ်မှတ်တယ်အဲ့တော့တိုးတက်မှုနဲ့ဆုတ်ယုတ်မှုဒီနှစ်ခုစံချိန်ထိုးပြီးတော့ကြည့်မယ်ဆိုရင်ကုသိုလ်ဘက်ကဆုတ်ယုတ်သွားတာလားကုသိုလ်ဘက်ကတိုးတက်လာတာလားကုသိုလ်ဘက်ကဆုတ်ယုတ်သွားလို့ရှိရင်ဒီပြင်ဘာတွေပဲတိုးတက်ဆုတ်ယုတ်တယ်လို့ပဲသတ်မှတ်ကုသိုလ်ဘက်ကတိုးတက်လာပြီဆိုရင်ဒီပြင်အရာတွေဘာတွေပဲဆုတ်ယုတ်သွားတိုးတက်တယ်လို့ပဲသတ်မှတ်ရမယ်အနေထားတစ်ခုမျိုးမြတ်စွာဘုရားဟောတာဖြစ်တယ်အဲ့တော့ကုသိုလ်တရားတွေထဲမှာလည်းအရေးကြီးဆုံးဖြစ်တဲ့ကိုယ်တဏ္ဍာမှာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်ပေးနိုင်တဲ့တရား6မျိုးကိုမြတ်စွာဘုရားဒီသုတ်တံမှာပေးထားတာရှိအဲ့ဒါဟာ
တရားလို့ခေါ်ခြင်းလဲခေါ်အရည်အချင်းလို့လဲခေါ်ခြင်းခေါ်လူတွေရဲ့အရည်အချင်းတွေအရည်အသွေးတွေ6မျိုးတဲ့ဘာလဲဆိုရင်တတ္တာသီလသုတစာကပညာပฏิဘာနာလို့6မျိုး